ကျွန်တော်အခုပြသပေးမှာကတော့ Libas မှာ kitchen printer setting ချိန်ကြီးလေးပဲဖြစ်ပါတယ် Libas ရဲ့ back office တွေကိုဝင်ရပါမယ်ခင်ဗျာပြီးတဲ့အခါဒီအောက်က setting လေးကိုနှိပ်ပါမယ် setting လေးကိုနှိပ်လိုက်လို့ပေါ်လာပြီဆိုရင်ဒီနေရာလေးမှာ kitchen printer ဆိုတဲ့ option လေးကိုပိတ်ထားတာလေးရှိခဲ့ရင်ဖွင့်ပေးပါခင်ဗျာ kitchen printer လေးကိုဖွင့်ပြီးတဲ့အခါမှာ save လေးလုပ်ပါမယ်ခင်ဗျာ save လုပ်ပြီးတဲ့အခါမှာဒီ kitchen printer ဆိုတဲ့နေရာလေးကိုနှိပ်ပေးပါမယ်ခင်ဗျာ kitchen printer ဆိုတဲ့နေရာလေးကိုဒီ kitchen printer ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတဲ့အခါမှာဒီလိုမျိုးလေးပေါ်နေပါမယ်ပေါ်လာတဲ့အခါမှာ add printer group ဆိုပြီးတော့အုပ်စုလေးတွေအရင်ဆောက်ရပါမယ်ခင်ဗျာ printer အုပ်စုလေးတွေပေါ့နော်ဟုတ်အခုကျွန်တော်တို့ဒီအုပ်စုလေးကိုကျွန်တော်နာမည်ပေးပါမယ်ဥပမာဘာပေါ့နော်ဘာ printer group ပေါ့ဘာ printer group ဆိုပြီးတော့ကျွန်တော်တို့ကနာမည်ပေးပြီးတဲ့နောက်မှာဘာနဲ့ဆိုင်တဲ့ကျွန်တော်တို့ရဲ့ဟင်းပွဲအုပ်စုလေးတွေကိုဒီဘာ printer group အောက်ထဲမှာမှန်ကြလေးတွေချစ်ပါမယ်ပြီးတဲ့အခါ save လုပ်ပါမယ်အဲ့တော့ကျွန်တော်တို့ဘာ printer group ဆိုပြီးတော့အုပ်စုလေးတစ်ခုဖန်တီးပြီးပါပြီနောက် group လေးတစ်ခုထပ်မံဖန်တီးပေးပါအောင်မယ်kitchen printer group ဆိုပြီးတော့ကျွန်တော်နာမည်လေးပေးပါမယ်ပြီးတဲ့အခါအဲ့ဒီမှာကျွန်တော်တို့က kitchen နဲ့ဆိုင်တဲ့ပေါ့အစားအသောက်တွေအဲ့လိုမျိုးအုပ်စုတွေကိုအမှန်ကျစ်ပြီးတော့ save လုပ်ပါမယ်အဲ့တော့ကျွန်တော်တို့မှာ printer အုပ်စုလေးနှစ်စုရှိသွားပါပြီအဲ့တော့ကျွန်တော်တို့ဒီ Libas tablet ထဲက printer တစ်လုံးဖွင့်လိုက်မယ်ပေါ့နော်ဖွင့်ပြီးလို့ရှိရင်သူ့ရဲ့ setting ထဲမှာ print order ဆိုတာလေးကိုအရင်ဖွင့်ပေးရပါမယ်ဒီ print order လေးကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီအောက်မှာ printer အုပ်စုလေးတွေပေါ်လာပါမယ်အဲ့လိုပေါ်လာတဲ့အခါမှာဒီ printer ကဘယ်အုပ်စုနဲ့ဆိုင်လဲပေါ့နော်ဘာ printer အုပ်စုနဲ့ဆိုင်တယ်ဆိုရင်ကျွန်တော်တို့ကဒီဘာလေးကိုဖွင့်ပေးပါမယ်တကယ်လို့သူက kitchen နဲ့ဆိုင်တယ်ဆိုရင် kitchen လေးကိုဖွင့်ပေးပါမယ်နှစ်ခုလုံးနဲ့ဆိုင်တယ်ဆိုရင်လည်းနှစ်ခုလုံးကိုဖွင့်ပေးပါမယ်အဲ့ဒါလေးတွေဒီ tablet ထဲမှာ setting လုပ်ပြီးတဲ့အခါကျလို့ရှိရင် save လေးကိုနှိပ်ပြီးတော့စတင်အသုံးပြုလို့ရပါပြီခင်ဗျာ